ဟိုတနေ့က TV သွားဝယ်တာ TV တူကြီးနဲ့ဂျင်းမိခဲ့လို့ဆိုင်အောင်ပြန်သွားပြီးငွေပြန်အန်းခိုင်းခဲ့ပါတယ်အဲ့ဒီကပြန်တခါတဲ့ Android ဘက်ဝယ်နေကြဆိုင်လေးမှာပဲ32လက်မှ Xiaomi TV လေးကိုဝယ်လာပြခဲ့ပါတယ်အိမ်ကကလေးနဲ့က TV အမြဲလူပြီးကြည့်နေရဆိုတော့ကလေးအတွက်ဆိုပြီးတော့သွားဝယ်လာခဲ့တာပါထင်ထားသလောက်ကောင်းပါမလားလို့တွေးဘူးနေနဲ့အိမ်ရောက်တော့တချင်းတွေတေးချာချာဖွင့်ကြည့်လိုက်တော့အတန်တွေကလုံးဝကိုကျွတ်စင်အရန်နားထောင်လို့ကောင်းတယ်အခုဒီ TV အတန်လေးကိုတစ်ချက်နားထောင်ကြည့်လိုက်နော်ရုပ်ထွက်ကလည်းလုံးဝအမိုက်စား 4K resolution နဲ့တောင်ရှင်လို့တောင်ရတယ်။ Xiaomi ကတော့ Xiaomi ပါပဲ။ Xiaomi စပေါ်ကတည်းကဒီနေ့ဒီချိန်ထိ Xiaomi ရဲ့ quality အရေးသွေးပိုင်းအောင်လုံးဝယုံကြည်ပြီးသား။ဒါကသူ့ရဲ့ original box, original remote လေးပါ။ TV ဝယ်မယ်ဆိုရင်အနောက်ဘက်ကိုသေးသေးချာချာလေးကြည့်ကြနော်။အနောက်ဘက်ကိုသေးသေးချာချာမကြည့်ရင်မင်းလိုချင်းထည့်ခံရမှာဆိုလို့ပါ။ဗီဒီယိုလေးကိုစောင့်ကြည့်ပေးလို့ကျေးဇူးပါ။